လောကမှာလေခင်ဗျားတို့လူလိန်ခံမှာတော့ကြောက်လို့တော့ရတယ်ဒါပေမဲ့အဲ့ကြောက်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာဗျာအားလုံးကိုလိုက်ပြီးတော့ဟိုအထင်သေးလို့လည်းမရဘူးစော်ကားလို့လည်းမရဘူးအဲ့ဒီတခုတော့သတိထားကျွန်တော်ရုံမှာဖြစ်သွားတဲ့အဖြစ်ပြက်လေးတစ်ခုနဲ့ကျွန်တော် sharing လေးလုပ်ပေးမယ်ဘာလဲဆိုတော့ဒီရက်ထဲမှာဖြစ်သွားပါတော့အဲ့မှာအဲ့ကိုထဲမှာကားလာဝယ်လဲဝယ်သွားပါတယ်ကျေးဇူးလည်းတင်ပါတယ်သူတို့ဆိုရင်ဗျာသူတို့ကြည့်ပြီးကျွန်တော်လေးလာပြီးတော့ကျွန်တော်တို့ message ရတာလေးကိုကျွန်တော် sharing လုပ်ပေးတာပါနော်ဘယ်လိုလဲဆိုတော့ဗျာသူတို့အမြဲလိန်ခံရတယ်ဘာကားဝယ်သူတို့အဲ့လိုလူယုံတွေပဲလိန်တာဗျာတငယ်ချင်းတွေကလိန်ဝါပြန်ပြီးအဆွေမျိုးသားချင်းတွေကလိန်ဝါပြန်ပြီးလုံးဝကားတစ်စီးရဲ့တန်ဖို့ပေါ့ဗျာအဖက်ဆယ်လို့မရအောင်လိန်ခံရတယ်ဗျာသိလားအဲ့တော့အဲ့လိန်ခံရတဲ့မှုတွေကသူတို့ရှိမှထက်ကဖြစ်တော့သူတို့စိတ်ထဲမှာလုံးဝအဲ့ဒါကြီးဒဏ်ရာကြီးဖြစ်နေရဗျာသိလားနောက်စိုးတာဗျာဒီအမတွေကနေတာသူကနိုင်ငံသားမှာနေတာအနေများတယ်နေနောက်ပြီးနိုင်ငံသားမှာပဲအလုပ်လုပ်ကြတယ်ဆိုတော့သူတို့စကားပြောရင်ပြတ်သားတယ်ဗျာပွင့်လင်းတယ် foreign ဆန်တယ်ဗျာသိလားအဲ့တော့သူတို့ဒဲပဲပြောတတ်တယ်ဘာမှဟိုကျွန်တော်မြန်မာလူမျိုးတွေကကြတော့အဲ့လိုမဟုတ်ဘူးဗျာမြန်မာလူမျိုးတွေကလူတယောက်ကိုပြောတော့မယ်ဆိုရင်အရေးကဲကြည့်တယ်အပြီးပြောသင့်မပြောသင့်စဉ်းစားတယ်သူတို့ကြအဲ့လိုမဟုတ်ဗျာပြောချင်တာရင်းနှီးရှိတော့ဒဲပြောတယ်ကောင်းတယ်အဲ့အကျင့်ကကျွန်တော်ဆိုအရင်ကြိုက်တယ်တချို့ကြတော့မကြိုက်ဘူးကျွန်တော်ဆိုအရင်ကြိုက်တယ်ဘာလို့ကျွန်တော်စိတ်ထဲမှာတုံတော့မထားတတ်တဲ့လူဆိုတော့အရင်ကြိုက်တယ်ဘာလို့ဒဲပြောမှသိရတာဗျာကောင်းတယ်အဲ့တော့ဒဲပြောမှကိုယ်ရှင်းပြလို့ရတာဗျာသိလားကောင်းတယ်အဲ့တော့အဲ့လိုမျိုးဆိုတော့သူတို့ကဗျာဘယ်လိုလဲဆိုတော့ဟိုအမြဲတမ်းအလိန်ခံနေရတော့ဗျာကျွန်တော်တို့မှသူတို့တော်တော်လေးလေးလာခဲ့ပြီးမှအော်ဒီလူနဲ့မှအဆင်ပြေမယ်ဒါမှအဆင်ပြေမယ်လို့သူတို့မတွေးသေးဘူးလှုပ်ကြည့်မယ်ဒီလူလှုပ်ကြည့်မယ်စမ်းသက်ကြည့်မယ်โอเคပါမလားဆိုရအဲ့လိုဒွိဟာတွေနဲ့သူတို့လာပြီးတော့ကျွန်တော်ဆိုလဲသူတို့တော်တော်လေးကိုဗျာသိလားယုံတယ်လို့ဆိုပြီးပြစ်မယုံကျွန်တော်ကြည့်ကိုလာတဲ့လူတော်များ100မှာ95ရာခိုင်နှုန်းလောက်ပြစ်ယုံတာများတယ်ဗျာသိလားဒါကတော့ကျွန်တော်ဟိုးအောက်ကနေပြီးဘလူတဖြည်းချင်းစီတက်လာတာတွေကဗီဒီယိုထဲလည်းအားလုံးရှိတယ်။နောက်အယောင်းဝယ်လုပ်တဲ့ပုံစံတွေဆိုလဲဖြည်းဖြည်းချင်းကျွန်တော်တက်လာတဲ့အယောင်းဝယ်လုပ်တဲ့ပုံစံတွေကိုလည်းလူတကာသိလူတန်းအသိနောက်ကျွန်တော်လည်းအလုပ်လုပ်ဖို့တဲ့လူဆိုပိုသိတယ်ဗျာ။အဲ့ဒီပုံမှာဟိုကျွန်တော်ဆိုလူတွေကလိုင်းပြည့်ယုံတာ။ကျွန်တော်တော့ခိုင်းချင်ရှိနေဟာမဟုတ်ဘူးနော်အဲ့လိုလုပ်လို့မရ။တချို့ဆိုဘာမှမဟုတ်ကားဘုတ်ငွေတောင်မချက်သေးဘူးစောက်ဘောကားပေးခဲ့တာတို့။ဟိုတချို့ဆိုရင်ဟိုကားမတွေ့သေးဘူးကားငွေအားလုံးလွှဲလိုက်တာတို့။အဲ့လိုမျိုးတွေဗျာဒါကတော့ကျွန်တော်ယုံကြည်ပြီးတာကျေးဇူးတင်ပါတယ်လူတယောက်ကတယောက်ကိုယုံနေဆိုတဲ့အဆင့်ကနဲတဲ့အဆင့်မဟုတ်ဘူးဗျာသိလားယုံကြည်မှုကတိဆောက်ရတာခက်တယ်ဗျာသိလားအဲ့တော့အဲ့လိုမျိုးလူအများယုံနေဆိုတော့ကျွန်တော်လည်းတကယ်ဂုဏ်ယူပါတယ်တကယ်လည်းလေးစားဒီယုံကြည်မှုကိုလည်းကျွန်တော်ဘယ်တော့မှဖြတ်သွားဖို့မရှိဘူးဒါကျွန်တော်အပိုင်းပေါ့နော်အဲ့တော့အဲ့ဒီမတွေဆိုရင်ဗျာသိလားအဲ့လိုမျိုးဟိုသူတို့ကသူအကိုကတော့အရန်အားနာတတ်တယ်ဗျာယောက်ျားလေးချင်းလည်းဖြစ်တော့အားနာတတ်တယ်မင်းကလေးဆိုဗျာတောက်စီအောင်ကြည့်ပြီးတောက်စီအောင်လိုက်ပြောတတ်တယ်ဗျာသိလားโอเคအဲ့တော့အဲ့မှာသူတို့ကြည့်ပြီးကျွန်တော်နည်းနည်းလေးတဝင်ကလေးလည်းရတယ်အော်လူတွေကဒဏ်ရာတွေလည်းဖြစ်လာပြီတကယ်မှာအဲ့တော့အားလုံးသူတို့ဘယ်လိုဆိုအားလုံးဗျာလူကောင်းပဲဖြစ်ဖြစ်လူဆိုးပဲဖြစ်ဖြစ်သူတို့အမြင်ထဲမှာလူဆိုးပဲမြင်လူကောင်းလို့မမြင်တော့အဲ့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲလူတွေကိုမယုံလို့တော့ရလူတိုင်းလည်းယုံကြမလို့မယုံနဲ့ဘယ်သူမှမယုံနဲ့ကျွန်တော်လည်းမယုံနဲ့ဗျာရှင်းလေးပဲတည်ရမှာဒါပေမဲ့မယုံလို့တော့ရဒါပေမဲ့မလို့အပ်တဲ့ဟာတွေနဲ့လူတယောက်ကိုစော်ကားလို့တော့မရဘူးစော်ကားမိလို့တော့မရဘူးတင်မလားဥပမာကျွန်တော်တို့ကားကြီးအဲ့တော့ဆိုလဲကားကြီးဝယ်တယ်ဟုတ်ပြီကျွန်တော်ရောင်းပေးတယ်ကောက်လိုအပ်တာလေးစစ်ပေးတယ်နားလေတဲ့လူလည်းခေါ်လာခိုင်းတယ်စစ်တယ်ရိုးစစ်ပိုက်ခိုက်တွေစစ်တယ်တရှင်ပါတဲ့နေရာတွေစစ်ပြန်သေးပါတဲ့နေရာတွေလည်းတိကျပြောပေးတယ်အားလုံးမှန်အဲ့လူလည်းပြောတာမှန်နားလေလူလာကြည့်တော့အဲ့လူကလည်းအဲ့တိုင်းပဲကျွန်တော်ပြောထားတဲ့အတိုင်းပဲပြောတယ်မှန်တယ်ကញ្ចနာမှာလည်းငယ်မှုဖိုင်တွေရဲမှုတွေအကုန်စစ်ပြီးအားလုံးကလီးယားဖြစ်မှငွေချေဆိုတော့အဲ့ဒါကြီးအားလုံးကျွန်တော်လုပ်ပေးတယ်အားလုံးကလီးယားလည်းဖြစ်တော့ငွေချေအဲ့လိုမျိုးဆိုမှမှာသူဘယ်လိုလဲဆိုကျွန်တော်ကတော့စိတ်မခုပါဘူးကျွန်တော်မေးသမျှကျွန်တော်အကုန်ဖြေတယ်ဟိုနှတစ်လုံးအားစဝယ်တာဗျာ2001 2002တွေဗျာသိလားအဲ့တော့2001 2002က connection ကတော့ဒီလောက်ပဲရမှာဟာမဟုတ်ဘူးကျွန်တော်တို့နိုင်သားမှာဆိုဘယ်လိုရနိုင်တာဒီ3000ကျော်သုံးရင်ကျွန်တော်တို့ကဘယ်လိုရနိုးလေကျွန်တော်တို့ဝယ်နေရမြန်မာပြည်မှာဗျာသိလားအဲ့တော့ဗျာကိုယ်နိုင်ငံကိုယ်ငွေကြေးနဲ့ဗျာအကောင်းဆုံးတော့ဖြစ်အောင်တော့စီစဉ်ပြီးဝယ်ပေါ့ဗျာသိလားဟိုနိုင်ငံဒီနိုင်ငံဟိုဟာဒီဟာနဲ့တော့မချိန်သေးခြင်းဒါကတော့တစ်ခုပေါ့ဒါလေးလည်းတစ်ခုကျွန်တော်ကတော့ဗျာပွင့်လင်းဗျာအစားခံနေဗျာဒီလားဒါဘာလို့ဆို customer ဆိုတာဗျာကျွန်တော်တို့ခံယူထားတာ customer right ပဲအဲ့တော့ customer စားသမျှကျွန်တော်ခံတယ်နောက်ကျွန်တော်စိတ်ကလည်းနည်းရှည်တဲ့နေရာမှာပါတယ်စိတ်ရှည်တယ်ဗျာစိတ်ရှည်တော့ကျွန်တော်ငယ်ငယ်လေးတည်းအဲ့လိုကျွန်တော်အနားထောင်နေစကားပြောရင်အရန်နားထောင်နေအဲ့လိုလူကြီးနဲ့အဆင်ပြေတယ်နောက်အခု customer ဆိုရင်လည်းအရန်ကျွန်တော်နဲ့ဆိုတွေ့အဆင်ပြေရုံးမှာဆိုလည်းအဲ့လိုပဲကျွန်တော်မရှိရင်ဒါဒီ customer ဟိုဟာဒီဟာပြောနေတာကျွန်တော်ရောက်လာရင်အဲ့ customer ငြိမ်သွားအဲ့တော့ဗျာအဲ့မှာအရန်သူဟိုဟာဒီဟာဟိုရှောက်ပြောနေကအလုပ်လည်းပြီးပြီအဲ့မဆိုင်တာကြီးလည်းသူပြောတယ်ဗောနော်ဟိုမဆိုင်တဲ့ဟာတွေရုံးကန်းဘယ်လိုဖြစ်နေရမှာဟိုဟာဒီဟာအဲ့လိုတွေပြောတော့ဗျာအဲ့တော့ဗျာရုံးမှာဆိုရင်လည်းဗျာရုံးတွေကသူက blame သွားတာဗျာနင်တို့ရုံးကန်းကြီးကဘလို့အပြင်ရုံးဝန်ထမ်းတွေဗျာဒီစရင်မားတွေနောက်ကားမောင်းတဲ့ဦးလေးတွေသူတို့တွေက blame တာဗျာဟာခင်ဗျားတို့ကဟိုလိုဖြစ်တင်တာဒီလိုဖြစ်တင်တာဟိုသူတို့ကြောင့်ပေါက်တာပါဟာဆရာဘလို့လဲသူတို့တဲတော့မပြောပါဘူးကျွန်တော်ပဲပြီးမှကျွန်တော်เนี่ยမနေ့ဆို meeting ညဆို meeting ရှိတော့အဲ့ meeting မှာသူကပြောဟာဆရာတော်တော်ရှားတယ်နော်ဆရာမို့လို့ကျွန်တော်ဆိုမရဘူးဆိုကျွန်တော်ပြောတယ် no မဟုတ်ဘူးအဲ့လိုမဟုတ်ဘူးကျွန်တော်ရုံးကလူတွေလည်းကလေးတွေလည်းကျွန်တော်တင်ပေးတယ်ကလေးဆိုတာကျွန်တော်ပွင့်နေပြန်ကျွန်တော်ကငယ်ဆုံးပဲကျွန်တော်အောက်မှာကျွန်တော်ညီလေးတယောက်ရှိရိုက်ကွေးလုံးနေအခုရိုက်ပေးနေညီလေးပေါ့သူပြီးရင်ကျွန်တော်အငယ်ဆုံးပြီးရင်ကျွန်တော်ရလုံးအကြီးတွေ
ဦးလေး driver ဦးလေးဆို90ကျော်တွေ40ကျော်တွေအဲ့လိုတွေပေါ့နော်ဒါပေမဲ့ဗျာကျွန်တော်လုံပုံကိုင်မှုမှန်တယ်အပေးယူမှန်တယ်သူတို့ပုံမှာလည်းကျွန်တော်နစ်နာအောင်မလုပ်ဘူးအဲ့ဒီပုံမှာကျွန်တော်ချစ်ကြတယ်လေးစားကြတယ်ကျွန်တော်ပြောရင်တခွန်းနဲ့ရကြတယ်ဒါကတော့ဒါစကားဆိုင်နေနဲ့ကျွန်တော်ရုံဝင်တဲ့ပိုင်းတွေပြောပြသွားပါအဲ့တော့ तू အဲ့လိုတွေ blame တော့ဗျာကျွန်တော်တို့ကလည်းဗျာပွင့်လင်းပြောကျွန်တော်ရဲ့အခြေအနေလည်းတော်များသိလိမ့်ကျွန်တော်ဗီဒီယိုကြည့်နေသူဆိုသိလိမ့်မယ်ဗျာကျွန်တော်အခြေအနေရဗျာဖြည်းဖြည်းချင်းကျွန်တော်တစ်စစ်ချင်းစီတက်လာတာအဲ့လိုတက်လာနေနေမှာကျွန်တော် live လေး stable လေးဖြစ်အောင်ကျွန်တော်လှုပ်လာအဲ့လိုပဲ customer တွေပေးတဲ့ service တွေဆိုရင်လည်းကျွန်တော် stable လေးဖြစ်အောင်အများကြီးစူးစမ်းလာရတာဗျာအဲ့တော့ဒီရက်ထဲမှာဆိုလည်းကျွန်တော်ချပြမဲ့ plan တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်အမေကျမ်းမာရေးကိစ္စလေးရှိနေတော့ကျွန်တော်အဲ့ကိစ္စလေးနဲ့နည်းနည်းတွေ့ဝေနေရတယ်အလုပ်တွေတော်တော်လေးရှုပ်နေရတဲ့ပုံမှာကျွန်တော်ကလည်းမိဘနဲ့ပတ်သက်နည်းနည်းအကဲပူတဲ့တဲမှာပါအဲ့ဒီပုံမှာကျွန်တော်ဒီအလုပ်ကိုတော့မပြစ်ချဘူးတောက်လျှောက်တော့လုပ်တယ်ဒါပေမဲ့အစ်စ်တွေကိုချပြဖို့တော့ကိုကျွန်တော်နည်းနည်းလေးချိန်ပြန်ယူနေရတယ်ကျွန်တော်စီစဉ်ထားပြီးသားရှိတယ်ဗောနော်လာလိမ့်မယ်အများကြီးလာပါအဲ့တော့ဗျာဒီကသူအိမ်မားတွေအကိုကတော့လောက်မို့အမှားပေါ့နော်ဟိုဟာဒီကမိုက်ပါတယ်အမှန်တော့သူကတော့ဗျာပွင့်လင်းမြန်ကျွန်တော်ဖြစ်သေးခြင်းလို့ပြောရတာကျေးဇူးလက်တင်ဒီဗီဒီယိုမှာသူကျွန်တော်အပြစ်ပြောတာလည်းမဟုတ်ဘူးဗျာဒီလားဒါပေမဲ့ကျွန်တော်ခုနပြောဆို history တစ်ခုအနေနဲ့လူတွေကိုတော့မယုံလို့တော့ရလူတိုင်းယုံစရာလည်းမလိုယုံဖို့လည်းမလိုအဲ့တော့ဗျာလူတွေနဲ့ပတ်သက်ပြီးဆိုဒီစံနှုန်းလေးတစ်ခုထားလိုက်ကျွန်တော်ဆိုကားတိဝိုင်စံနှုန်းထားတယ်ဒါပြောင်းတဲ့လူโอเคအဲ့လူအရင်လေးလာကားအရင်မကြည့်သေးဘူးအဲ့လူလေးလာအဲ့လူရဲ့လေးဦးလေးသိန်းနေကျွန်တော်လေးလာပြီးအဲ့လူကဒီကားခိုင်တာပိုင်တာတေးကြလားပါလေ तू ခိုးပြီးလာရောက်တာလားယူပြီးလာရောက်တာလားလူပြီးလာရောက်တာလားဒါကျွန်တော်လေးလာပြီး तू နာမည်ပေါက်ဖြစ်လားသူ့ရဲ့ပိုင်ဆိုင်မှုဘယ်လောက်တေးကြလဲအဲ့ဒါကိုလေးလာဒါတကက်ပြီးသွားပြီဆိုကျွန်တော်ကားကိုစစ်တယ်ကားကိုစစ်ပြီဆိုလဲကားအယိုးစစ်တိုက်ခိုက်စစ်တယ်အော်သေးပြန်သေးစစ်တယ်သိရမလားပြီးပြီစစ်ပြီးဝင်ကားရဲ့အခြေအနေတွေကြည့်တယ်အင်ဂျင်ဂီယာဘောက်တွေစစ်တယ်မောင်းဆန်းတယ်ဒါတွေသူ့ရဲ့ကားရဲ့စစ်ပုံစစ်နေတယ်โอเคဒါတွေရှိပြီးပြီဆိုစားစားလမ်းမိုင်းတွေရှိသေးတယ်စားစားလမ်းမိုင်းကားလာပြတယ်တချို့ကထိုးမပေးဘူးလေဗျာတိန်းထားတာအဲ့တော့အဲ့စားစားလမ်းနေရတယ်ဒီကားစစ်ပြီးဝင်စားစားလမ်းစစ်တာရှိမဟုတ်ရင်စားစားလမ်းစစ်ကားစစ်တာရှိစားစားလမ်းစစ်ပြီဆိုလဲအုံနာဘုတ်အစစ်အတူရှိအဲ့တော့ဒီ hologram တွေမှန်လားပြီးဝင်ဒီအုံနာဘုတ်ထဲမှာပဲဗျာရေးစာကြိုးလေးတွေရှိတယ်သူကကျွန်တော်အနုပြူမီးလေးတွေရှိအဲ့မီးလေးနဲ့ထိုးကြည့်ရေးစာကြိုးလေးတွေပေါ်မပေါ်ကြည့်ရ hologram မှန်ကြည့်ရပြီးလက်မှတ်တွေတိုက်ကြည့်ရဦးစီးမှုလက်မှတ်တွေအဲ့လိုမျိုးတွေစစ်ပြီးတော့အဲ့စံနှုန်းနဲ့ညီပြီးဆိုမှကျွန်တော်အလုပ်လုပ်တယ်မညီဘူးဆိုရင်ကျွန်တော်သူ့ကိုပြစ်လည်းမပြောဘူးโอเคအဲ့တော့ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်မလိုချင်ဘူးဒီလူကတစ်ခုခုမှားနေပြီဆိုဟာခင်ဗျားမှားနေရဆိုလဲစွတ်ပြောလို့မရဘူးကိုကဒီဘက်မှာအလုပ်စားနေရလေကိုကစီဝိုင်းလုပ်နေလူပြဿနာရှာလို့မရဘူးဘယ်သူမှလည်းကျွန်တော်ပြဿနာမရှာဘူးပြဿနာလည်းမလိုချင်ဘူးဗျာအဲ့တော့ကျွန်တော်မဝယ်နိုင်တဲ့အကြောင်းသူ့ရှင်းလေးပြောပြတယ်ရိုးရိုးတန်းတန်းလေးပြောပြတယ်ပြောပြပြီးတော့မှโอเคအကိုဒီကားတော့ကျွန်တော်ကြိုက်တော့မတိုးဘူးကျွန်တော်တော့ဝယ်လို့မရဘူးเนาะကျွန်တော်လုတ်ပေးလို့မရဘူးလို့တော့သူမငြင်းဘူးကျွန်တော်လုတ်ကြည့်ပေးမယ်အမှန်တော့တေးကြအဲ့လုတ်ကြည့်ပေးမယ်ဆိုတဲ့ကားတေးကြကျွန်တော်အဲ့လူမေးလိုက်ပြီကျွန်တော်သူ့ရဲ့ data ဘာမှမယူထားဘူးကျွန်တော်လုတ်ပေးလို့မရလို့ဒါပေမဲ့ကြည်ကောင်းအောင်တော့သူ့ကျွန်တော်လုတ်ကြည့်ပေးမယ်နော်ဒီလိုတန်းလေးတွေဝယ်တဲ့လူလိုက်ကျွန်တော်ပြောပေးမယ်နော်အဲ့လိုမျိုးလေးကြည်ကောင်းအောင်ပြောပြီးသူ့ပြန်သွားခိုင်းရတယ်အဲ့လိုမျိုးပေါ့ဗျာဒါကတော့ညံသုံးရတာပါဗျာလူတွေကိုအဲ့လိုမျိုးဆွတ်ဆက်ဗျာခင်ဗျားဟိုဟာဖြစ်နေတဲ့ဒီဟာဖြစ်နေဆိုရင်တချို့ကကြိုက်တယ်ရှိတယ်တချို့ကမကြိုက်တာရှိတယ်တချို့လုတ်ကြံနေတဲ့လူကကိုယ်အဆဆွဲပြီးပြဿနာရှာသွားတာရှိအဲ့လိုမျိုးတွေကကျွန်တော်တော့မကြုံဘူးဒါပေမဲ့အရှိကကျွန်တော်လူကြီးတွေကြုံခဲ့တာတွေကိုကျွန်တော်အမြဲတမ်းပြောပြတဲ့ပုံမှာကျွန်တော်အဲ့ဒါလေးကိုအမြဲတမ်းတန်ဝင်ကယူပြီးကျွန်တော် live မှာကျွန်တော်ချင်းချိန်ပြီးနေအဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ခေါင်းစဉ်လေးကြောင်းပြန်သွားရမယ်ဆိုရင်ဗျာလူတွေကိုခင်ဗျားတို့မယုံလို့ရတယ်မယုံနဲ့ဘသူမှမယုံနဲ့ကျွန်တော်လည်းမယုံနဲ့ရှေ့မှာဘသူ့အတွက်တွေမယုံနဲ့မယုံလို့ရတယ်ဒါပေမဲ့အဲ့မယုံတာကြီးဟာမင်းမယုံတော့နင့်မယုံတော့လို့တော့သွားပြောလို့မရဘူးဒါလူမုန်းစေဟုတ်တယ်နော်အဲ့တော့ကိုမယုံဆိုဒီလူလေးလာယုံကြည်လို့ရလားဆိုရယ်စံနှုန်းတစ်ခုလေးလာပြီးမှဖြည်းဖြည်းချင်းတစ်ထစ်ချင်းစီယုံလာရတာလေကျွန်တော်ဝန်ထမ်းတွေပဲခိုင်းတယ်အဲ့လိုပဲလေအလုပ်တစ်ခုတွဲလုပ်တော့မယ်ဆိုရင်လည်းအဲ့လိုပဲလေဖြည်းဖြည်းချင်းလုပ်ရတာ customer ဆိုလည်းအဲ့လိုပဲကိုယ့်ချီဒစည်းလာရောက်မှုတဲ့ customer ရှိမယ်၄၅သီးအမြဲလာရောက်မှုတဲ့ customer ရှိတယ်တချို့ဆိုကျွန်တော်ညီမနှစ်လားတစ်ခါလာလဲနေကြ customer တွေလည်းရှိအဲ့တော့ဗျာအဲ့လို customer တွေနဲ့ဆိုရင်ဗျာယုံကြည်မှုကချက်ချင်းရောက်လာတယ်ချက်ချင်းရောက်ပြီးပြန်သွားတဲ့ customer ထက်ပထမဆုံးရောက်လာတဲ့ရောင်းနေပြန်သွားတဲ့ customer ထက်လောင်းတိုင်းကိုနဲ့အမြဲတမ်းအဲ့လိုကားလဲနေတဲ့ customer နဲ့အများကြီးกว่าတယ်ယုံကြည်မှုကကျွန်တော်တို့သူတို့ပေါ်ယုံကြည်မှုကသိရမလားဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုပြစ်မယုံပါဘူးဘယ်သူမှကျွန်တော်ပြစ်မယုံကျွန်တော်ဘယ်လိုမဆိုကျွန်တော်ရှိမှအမြဲတမ်းလောင်းတိုင်းလာလုံနေတဲ့ customer ဆိုလဲကျွန်တော်လာရောင်းပြီဆိုလဲကျွန်တော်ဆန်နှုန်းတိုင်းစစ်တယ်ဝယ်ပြီးရောင်းပြီးရင်လဲကျွန်တော်ရှိနောက်ကြီးလာလဲရင်လဲဆန်နှုန်းတိုင်းစစ်ပြီးရောင်းပေးလိုက်အဲ့လိုမျိုးပေါ့အမြဲတမ်းကျွန်တော်စီးမြင်းလေးတစ်ခုတိုင်းလုပ်ပေးတယ်ဂိုင်းပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပါနင်းတော့မယုံဆိုပြီးအဲ့လိုခေါင်းစဉ်တစ်ခုနဲ့လိုက်ပြီးလူတွေကိုပိတ်ရမ်းလို့မရဘူးလေဗျာဒါကြောင့်စော်ကားရရောက်တယ်ဗျာသိလားအဲ့တော့ဒီဗီဒီယိုကြည့်နေမိတ်ဆွေတွေအနေနဲ့ဒါလေးတော့ရှောင်သိနေလို့ကျွန်တော်ထင်တယ်ရှောင်ပါသတိထားပါသိရမလားအဲ့တော့လူတွေကိုမယုံအောင်မှန်တယ်မယုံနဲ့ဒါပေမဲ့လူတိုင်းအောင်တော့အဲ့လိုငါမယုံဆိုပြီးစွတ်လိုက်မလုပ်နဲ့အမြင်ကတ်အောင်မလုပ်နဲ့လူတွေအမြင်ကတ်သွားရင်မလုပ်ချင်တဲ့သူလည်းလုပ်သွားတယ်မလိန်ချင်တဲ့သူလည်းလိန်သွားတယ်အဲ့လိုမျိုးတွေကြုံရလိမ့်မယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကြည့်နေမိတ်ဆွေတွေအခုလိုမျိုးကြုံဘူးလားစုံဘူးလားအဲ့လိုလူနဲ့ရောတွေ့ဘူးလားတွေ့ဘူးရင်ရောမိတ်ဆွေတို့ဘယ်လိုတွေဖြည့်ရှင်းခဲ့ကြလဲပြီးအဲ့လိုမျိုးလူတွေနဲ့တွေ့လို့ဗျာကိုကအကောင်းပေးတာဒါပေမဲ့အဲ့လူကကိုယ်အစိုးလို့ပဲထင်နေတယ်ဗျာမိတ်ဆွေတို့ feeling
ရင်ထဲမှာဘလို့ဖြစ်လဲအဲ့လေးလေကျွန်တော် comment မှာတစ်ခုခုမှန်ပြီပေါ့နော် okay ကားနဲ့ပတ်သက်ပြီးတော့တိလို့ရမေးလို့ရအများလို့ရမရအောင်လေးတရားပြပါရောင်းမယ်ဝယ်မယ်ဆိုရင်လည်းအောင်လေးတရားပြပါ A for အောင်လေး B for balance okay